အားလုံးပဲမင်္ဂလာပါရှင် The Black Cat Oregon မှာဆီယမခင်စီသွေးဟန်ဖြစ်ပါတယ်ဆီယမကဒီနေ့ပေါ့နော်ပြပြချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီ Tarot ကနေပေါ့နော် Tarot ကနေ Tarot ပညာရဲ့နဲ့ဘယ်လောက်ထိ support လုပ်နိုင်လဲကိုယ့်ရဲ့ live တစ်ခုလုံးဘယ်လောက်ထိကိုယ့်ရဲ့ live တစ်ခုလုံး changes လုပ်နိုင်လဲဆိုတာကိုဆီယမက sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆီယမကဒီပညာရဲ့နဲ့ပတ်သက်ပြီးတော့ဘေးကလေးကတီးခဲ့တာလဲဆိုတော့6တန်း9တန်း3ပုံ6တန်းနောက်ခုရတကူပဲအရင်အတိအကျတော့မမှတ်မိဘူးပေါ့နော်တနေ့မှာကြားဝင်ပေါ့တကယ်ချင်းတယောက်ကသူတို့မှာအဆက်ရှိမယ်တင်တယ်တင်ပေးတဲ့ပေါ့နော်သူတို့ရဲ့ဒီပေါ့ဘယ်လိုပြောမလဲအမျိုးတွေထဲမှာပေါ့နော်ဒီပညာရက်ကိုလေးလာလိုက်စားနေတဲ့သူရှိပုံရတယ်။တနေ့လဲကြလဲကြတော့အဲ့ကလေးပါဝိစာလေးရဲ့ဒီတာရော့ကတ်တွေကိုကြောက်ယူလာတာပေါ့နော်ယူလာတော့ကိုခါငငယ်လေးတွေကဘာလဲတော့မသိဘူးပေါ့နော်ဂမ်ဘီယာပညာရက်တွေကိုတအားကိုစိတ်ဝင်စားပါတယ်စိတ်ဝင်စားရဲဆိုတာလေဒီဂမ်ဘီယာပညာရက်တွေကငငယ်လေးကကိုယ့်ရဲ့ thinking ပေါ့နော်ဂမ်ဘီယာပညာရက်တွေကကိုယ့်ရဲ့အကြောင်းကိုသူများရဲ့ထပ်ပို့သိတယ်ဆိုတော့ပြီးတော့သူများရဲ့ထပ်ပို့သိတယ်ပို့ပြီးတော့တခုခုဆိုလို့ရှိရင်လည်းအဖြေရှာလို့ရရဲဆိုတဲ့ဟာမျိုးပေါ့နော်ကိုကယုံကြည်ထားတာဖြစ်တဲ့အတွက်ယုံကြည်ထားတာရောလက်တွေ့ကြကြသိထားတာရောဖြစ်တဲ့အတွက်ပေါ့ဒီဂမ်ဘီယာပညာရက်ကိုချစ်မြတ်လို့ဖြစ်ပါတယ်ဒါကတော့ကြီးမှပို့ပြီးချစ်မြတ်လို့လာငယ်ငယ်တော့ဂမ်ဘီယာပညာရက်ဆိုစိတ်ဝင်စားတယ်အထူးသဖြင့်ကိုယ်အလေးနဲ့ထားပြီးပြောဆိုပေးတဲ့အတွက်စကားပြောပေးတဲ့အတွက်ကိုကသဘောကျတာငယ်တော့အဲ့ဒါကြောင့်သဘောကျတာနောက်မှအသက်ကြီးလာမှဒီပညာရက်တွေကကိုယ့်ရဲ့ live တစ်ခုလုံး changes လုပ်နိုင်မှာလားဆိုတော့သိလာတာပေါ့နော်ဒီပြောမယ်ဆိုရင်ဂမ်ဘီယာပညာရက်တိုင်းကိုစိတ်ဝင်စားတယ်အဲ့ထဲမှာဒီနေရာ Tarot နဲ့ပတ်သက်တဲ့ပညာရက်ကြောင့်ပြပြသွားမှာဖြစ်ပါတယ်ဆိုတော့အမကဒီ Tarot ပညာရက်ကိုသိလာတာ18နှစ်ဝန်းကျင်တော့ရှိသွားပါပြီတောင်းနေဝင်ရှိသွားပြီဖြစ်တဲ့အတွက်ဒီ2ဆက်နေပေါ့နော်ကိုစီကိုတခါမှကိုရဲ့ live မှာ Tarot reader တယောက်ဖြစ်မယ်လို့တခါမှ dreams လည်းမရှိခဲ့ဘူးတခါမှလည်းအိမ်မက်မမတ်ဘူးခဲ့ဘူးပေါ့နော်ဒါပေမဲ့အချိန်တန်လာရင်လက်ခံရတဲ့အရာတွေရှိတယ်အချိန်တန်လာရင်ဘယ်လိုပြောရမလဲရင်ဆိုင်ရတာတွေလက်ခံရတာတွေဖြစ်ပေါ်လာတာတွေပေါ့နော်ကိုမမျှော်လင့်ထားပဲနဲ့ဒီပညာရက်ကိုလက်ခံလိုက်ရတဲ့အချိန်လေးရှိလာရဲဆိုတာကိုတတိထားမိလာတယ်ပေါ့နော်ဆိုတော့ရင်တော့ပိုလေဒီ Tarot ပညာရက်ကိုငယ်တော့အတိပဲတည်ရတငယ်ချင်းအိတ်ကလေးတုန်းကဆိုလဲတငယ်ချင်းအဲ့လိုမျိုးပေါ့နော်ဟောပေးတယ်ပြီးတော့တခြားတော့အဲ့တုန်းကဒီမြန်မာနိုင်ငံမှာက Tarot reader တွေကတအားမများဘူးပေါ့နော်အခုလက်ရှိမှာတော့ဆရာဆရာမတွေအများအပြားရှိလာတယ်အဲ့အတွက်လည်းတကယ်ကိုဝမ်းသာမိပါတယ်ဆရာမတွေနဲ့ပြလာတဲ့အတွက်ဒီပညာရက်ကမြန်မာနိုင်ငံမှာတအားကိုကျေပြန့်လာတယ်ပေါ့နော်ပုံရင်တော့ရှိတယ်ဒါပေမဲ့လူတိုင်းဟိုဘယ်လိုပြောမလဲသိမနေဘူးပေါ့နော်ဒီပညာရက်ကိုတော့အနောက်တိုင်းလည်းပါဆိုတော့ဒီကိုကလည်းအဲ့ချိန်တော့ကိုယ့်ရဲ့ live တစ်ခုလုံးကဖြည့်ရှင်းရခက်နေတဲ့ပုံစံတွေကိုဖြည့်ရှင်းနေရတယ်ပေါ့နော်ရင်ဆိုင်နေရတဲ့အရာတွေအများကြီးရှိခဲ့ပါတယ်ဘဝမှာမိုင်းကိုခင်းနေသူဆိုလို့ရှိရင်တော်တော်များများသိမှာပါတော်တော်များများသိပါတယ်ဆိုတော့စကားပြန်ဆက်ရမယ်ဆိုလို့ရှိရင်မိုင်းရဲ့ live တစ်ခုလုံး changes ဖြစ်သွားအောင်လုပ်ပေးတာဒီလုပ်ပေးတဲ့ထဲမှာ Tarot ပညာရက်ဒီအစိပ်ပိုင်းတစ်ခုထဲမှာပါပါတယ် Tarot ပညာရက်ဒီမိုင်းရဲ့ live တစ်ခုလုံးပြောင်းလဲသွားနိုင်အောင်ရောမိုင်းရဲ့စိတ်နေစိတ်ထားပြောင်းလဲသွားနိုင်အောင်ရောမိုင်းရဲ့ဒီအလောက်ကိုင်နေမှာပို့ပြီးတော့တိုးတက်လာနိုင်အောင်လုပ်ပေးနိုင်တာကောအများကြီးသူကလမ်းပြပေးနိုင်ပါတယ်ဒါပေမဲ့တခုရှိတာကဒီပညာရက်ကိုကြီးလိုက်တာနဲ့ဒီပညာရက်ကိုအဲ့လူကဒီပေါ့နော်တွက်ချက်ပြီးတာနဲ့ချက်ချင်းဝုန်းကနေလို့တော့ magic ဆန်ပြောင်းလဲတော့မှာတော့မဟုတ်ပါဘူးเนาะလက်တွေ့ကြပဲဆရာမတို့ကစဉ်းစားပါမယ်ဘယ်လိုစဉ်းစားရမလဲဆိုတော့ဒီ Tarot ပညာရဲ့နဲ့လူတစ်ယောက်ရဲ့အာသာချက်အားနည်းချက်ကိုထင်ထင်ရှားရှားတွေးရှိရတာမျိုးတွေ့ရတယ်ဒီ Tarot ပညာရဲ့နဲ့လူတစ်ယောက်ရဲ့နာကျင်နေရတော့စိတ်ခံစားချက်တွေနာကျင်နေရတော့ trauma တွေနာကျင်နေရတော့ပြောရမယ်ဆိုလို့ရှိရင်အတိတ်ဘဝကဘယ်လိုပြောရမလဲခံစားခဲ့ရတဲ့ကိုယ်တော်မသိဘူးเนาะကိုယ်တော်မသိလိုက်ရတဲ့စိတ်ဒဏ်ရာတွေကိုဒီ Tarot ကတ်ကနေပြီးတော့အဖြေရှာလို့ရပါတယ်ဒီမှာဒီပညာရက်ကလုံးဝကိုထောက်ခံပါတယ်ဒီပညာရက်ကလုံးဝဟင်းလင်းဖြစ်စေတဲ့အရာဆိုတော့ဆရာမလုံးဝထောက်ခံပါတယ်ပေါ့နော်အဲ့တော့Tarot ပညာရက်နဲ့ကိုအဖြေရှာခြင်းတဲ့သူမျိုး Tarot ပညာရက်နဲ့ healing လုပ်ခြင်းတဲ့သူမျိုးဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်တချို့တွေကအနာဂတ်ကိုအရန်တွေးကြတာရှိပါတယ်ဆရာမကတော့လက်တွေ့ကြပဲဖြစ်တဲ့အတွက်အနာဂတ်တွေတဲ့ပြစ္ဆုတ်ပံမှာအဖြေရှင်းရခဲ့နေတဲ့အရာတွေကိုဆရာမအဖြေရှာပေးပါတယ်ပြစ္ဆုတ်ပံကောင်းမှအနာဂတ်လည်းကောင်းမှဖြစ်ပါတယ်ဟုတ်
အဲ့ဒါပေါ့နော်တချို့တွေကကံကြမ္မာရေးထားပြီးသားဒီလူကဘာဖြစ်မယ်ဆိုတော့ဒါပေမဲ့အဲ့ဒီကံကြမ္မာကကောင်းတဲ့ကံကြမ္မာဆိုရင်ကကိစ္စမရှိဘူးလေနော်ကောင်းလူတိုင်းကကောင်းတာတွေပဲဖြစ်ချင်နေကြတာဆိုတော့ကိစ္စမရှိဘူးဒါပေမဲ့တချို့ကကောင်းတဲ့ကံကြမ္မာရှိရတာနဲ့ကိုဖြတ်နေတဲ့လူတွေရှိပါတယ်အဲ့လိုမျိုးပေါ့နော်ကံကိုယုံပြီးတော့စူးပုံနေနေတဲ့သူမျိုးတွေလည်းရှိရဲ့အဲ့ချိန်ကျရင်တော့ကံကြမ္မာသတ်မှတ်ပေးထားတဲ့အရာကိုအပြည့်အဝမရတော့ဘူးပေါ့တချို့ကကြတော့ကံကြမ္မာကစိုးတဲ့ကံကြမ္မာကိုသတ်မှတ်ပေးထားတယ်အဲ့ဒီကံကြမ္မာကိုပြောင်းလဲလူရှာပါတယ်အဲ့ဒီကံကြမ္မာပြောင်းလဲတဲ့နေရာမှာလည်းဒီတာရောပညာရက်ကအထောက်အပံ့ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အင်းနာမှာဖြစ်နေတဲ့စိတ်ဓာတ်ရာတွေကိုယ့်ရဲ့လက်ရှိမှာရင်ဆိုင်ရမယ့်အရာတွေကိုဘယ်လိုမျိုးအမြန်ဆုံးဖြေရှင်းနိုင်မလဲဘယ်လိုအချိန်ယူပြီးဖြေရှင်းရမလဲဘယ်လိုမျိုးတွေလုပ်သွားရမလဲဆိုတော့အစစ်စစ်ဖော်ပြပေးနိုင်တော့တကယ်ကို amazing ထူးခြားသောပညာရည်ကြီးဖြစ်ကြောင်းလဲဆရာမအာမခံပြီးပြောနိုင်ပါတယ်ပေါ့နော်အရင်တော့ဆရာမမဖြစ်ခင်တော့ဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတွေထဲမှာဆရာမတာရောဆရာမကြီးရှိပါတယ်အဲ့ဒါမှဆို personally မေးတဲ့ဆရာမဆိုလည်းရှိရပေါ့နော်YouTube ကနေပြီးတော့ဆရာမကြီးပြောတာတွေနားထောင်နေအဖြေရှားတယ် collective reading တွေဖတ်ပြီးတော့နားထောင်နေဘောနော် random တွေ့ရတဲ့ဟာတွေကိုနားထောင်နေအဖြေရှားအဲ့ဒါတွေလည်း energy ကကိုက်တယ်နော်တကယ်ဟိုထူးခြားတော့ပေါ့နော်ကိုက်တယ်အဲ့ချိန်မှာကိုယ့်ကိုအဖြေရှားတယ်ကိုဘာလို့ရမလဲစက်တွေးတယ်ပြီးတော့မှ personal တွေသွားမိတယ်ပေါ့နော်private သွားမိတယ် private ကြတော့ပို့ပြီးတော့ထိရောက်ကြည့်ပေးနိုင်တာပေါ့နော်တစ်ဖက်ဆရာမကလည်းပို့ပြီးတော့ထိရောက်ကိုယ့်ရဲ့အဖြေကိုလည်းအမြန်ဆုံးရှာတွေ့တာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ဒါရပညာရဲ့နဲ့ဘာတွေလုပ်လို့ရလဲဆိုရင်နံပါတ်1ကိုယ့်ရဲ့ energy ကိုယ့်ရဲ့လုံနိုင်စွမ်းနေဘယ်လောက်ထိလုံနိုင်လဲဘယ်လောက်ထိမလုံနိုင်ဘူးလဲမလုံနိုင်တာတွေကိုဘယ်လိုကောင်းအောင်လုပ်ရမလဲအဲ့ဒါတွေကိုပြနိုင်စွမ်းရှိပါတယ်နံပါတ်2ကတော့ဖြစ်ဘူးလားမသိဘူးကိုခံစားနေရတဲ့အရာတွေကိုဒီဆရာမတွေကပြောလိုက်တဲ့အခါကျရင်စိတ်ထဲမှာနေဝမ်းနေသွားတဲ့ခံစားချက်မျိုးပြီးတော့အနည်းဆုံးတော့ငါရဲ့ခံစားချက်တွေကိုသိနေပါလားဆိုရဲ feeling မျိုးအဲ့ဒါတော့ပညာရက်ကပေးစွမ်းနိုင်ပါတယ်တခြားသောပညာရက်တွေလည်းပေးစွမ်းနိုင်ပါတယ်เนาะဒါပေမဲ့ဒီနေ့အကြောင်းအရာဒီဒါတော့ပညာရက်အကြောင်းအရာဒါဖြစ်တဲ့အတွက်ဒါတော့ကိုပဲပေါ့နော်ပြောနေခြင်းဖြစ်ပါတယ်တခြားပညာရက်တွေနဲ့ရှင်ပြိုင်လို့ခြင်းတခြားပညာရက်တွေနဲ့နှိုင်းယှဉ်ခြင်းလုံးဝမဟုတ်ရပါဘူးเนาะဖြည့်ရှင်းဖို့အတွက်အကြံကောင်းတွေအများကြီးပေးနိုင်ပါတယ်လက်တွေ့ကြလုပ်တတ်တဲ့သူအတွက်ဆိုရင်ဒီအကြံတွေကတကယ်ကိုsupport အရင်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါရပညာရဲ့နဲ့ကိုယ့်ရဲ့ life ကို change နေဆိုလို့ရှိရင်ခုနလိုမျိုးကိုယ့်ရဲ့ weakness တွေကိုယ့်ရဲ့အားနည်းချက်တွေကိုရှာပါအားသာချက်ကိုလည်းသိရင် control ဆက်လုပ်ပါ improve ဖြစ်အောင်ဆက်လုပ်ပါအားနည်းချက်ကိုရှာမယ်အားသာချက်တွေကို improve ဖြစ်အောင်လုပ်မယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ inner ထဲမှာဖြစ်နေတဲ့မသိစိတ်ထဲမှာရောသိစိတ်ထဲမှာရောဖြစ်နေတဲ့ trauma တွေကို healing လုပ်မယ်ပြီးတော့လို့ရှိရင်လိုအပ်တဲ့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ကိုဘာတွေလိုအပ်နေရလဲတွေဘာတွေရဖို့ရှိတာတွေအဲ့ဟာတွေလေးတွေကိုလည်းသိနိုင်မှာဖြစ်ပါတယ်ဒါတော့ပညာရက်ကအဲ့တော့ကိုကဒါတော့ပညာရက်နဲ့မေးဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်ဒီအချက်လေးတွေသိထားရင်ကိုအတွက်ကိုဒီအထောက်အကူဖြစ်စေတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်